ဩဝါဒမှန်မှန်ကိုမရလို့ရှိရင်ဘယ်နည်းနဲ့ဒါနပြုရပါမလဲဥပုသ်သီလဆောက်တည်တော့ဘယ်လိုဆောက်တည်ရပါမလဲမသိနိုင်ဘူးဒါကြောင့်အချင်းချင်းဒီခိုရအချင်းချင်းအားထားရအဲလိုအားထားပြီးတော့မှကိုယ်စီတရားကျင့်လို့မြတ်ဖို့နိဗ္ဗာန်သူ့ဘောပြနိုင်ကြတယ်ဒါတော့ဘုန်းကြီးတို့ဘက်ကစိတ်အားထက်သန်စွာနဲ့လမ်းမှန်ကမ်းမှန်သိဖို့ရန်တာဝန်သိဖို့ရန်ညွှန်ပြဖို့တာဝန်ရှိတယ်ဘုန်းကြီးကစဉ်းစားလေ့ရှိတယ်ဘုန်းကြီးကိုယ်တိုင်အတွက်လဲစဉ်းစားတယ်ပြီးတော့တရားတော်မတွေအတွက်လဲအားလုံးအတွက်လဲစဉ်းစားတယ်လူတွေဟာလောကမှာတန်ဖိုးကိုကြည့်ရင်အမျိုးကောင်းတယ်ဒါလည်းလောကလိုက်မှန်တယ်ပစ္စည်းဥစ္စာပေါ်များတယ်ဒါလည်းရှိကကံကိုကောင်းလို့ဖြစ်ရတာဆိုတော့သူရဲ့အဆင့်အတန်းကိုမှန်းလို့ရတယ်ပေါ့ရှိကံကောင်းလို့သူတို့အမျိုးကောင်းတယ်ပစ္စည်းဥစ္စာပြည့်စုံကုန်ကြွယ်ဝတယ်ဒီဘဝကံဉာဏ်ဝရိယသုံးလို့ပါလို့ဆိုတော့မှန်တယ်တချို့ကကံဉာဏ်ဝရိယသုံးလို့ကြီးပွားချမ်းသာကြတယ်တချို့ကမဟုတ်ဘူးမျိုးရိုးအလိုက်ကိုပဲချမ်းသာကြတယ်တခါရုပ်အစဉ်သတ္တရရတင်းတယ်ရှိတယ်ဟုတ်တယ်ဒါလည်းရှိကံကောင်းလို့လူစဉ်တင်းတယ်ရှိတာမို့လို့သူလည်းအစဉ်အတန်းခံမှန်းလို့ခံမှန်းဖို့ရန်အကြောင်းတရားပဲအမျိုးမြတ်တယ်ဥစ္စာပေါ်တယ်ရုပ်အစဉ်တင်းတယ်ပညာတတ်တယ်တဲ့ဒါလည်းရှိဘဝကပညာနဲ့စတဲ့ကံတွေစုဆောင်းခဲ့လို့ဒီဘဝမှာပညာတတ်တယ်ဒါလည်းသူရဲ့အဖြစ်အတန်းခံမှန်းဖို့အကြောင်းတရားပါပဲဒါတော့ဘုန်းကြီးကကိုယ်ကိုယ်တာစဉ်းစားတယ်ငါရှိကံဘယ်လောက်ကောင်းတယ်လဲကိုယ်နဲ့စတဲ့တရားဓမ္မတွေကိုစဉ်းစားတယ်သူတို့ရှိကံဘယ်လောက်ကောင်းတယ်လဲအမျိုးအချင်းပစ္စည်းအချင်းရုပ်ဆင်းအချင်းပညာအချင်းဒီကံဘယ်လောက်ကောင်းမလဲဒါအကဲခတ်ရတန်ဖိုးဖြတ်ရသို့တော့အဲ့ဒီတန်ဖိုးဟာဘယ်လောက်တန်မလဲလို့ဆိုရင်တစ်ဆင့်ရှေ့ကိုမတိုးလို့ရှိရင်တော့ဒီဘဝပဲရှိတယ်ဒီတန်ဖိုးဟာတစ်ဆင့်ရှေ့မတိုးနိုင်ဒါကလေးလေးနဲ့စဉ်းစားရမှာဘုန်းကြီးရဲ့ကိုယ်တိုင်လည်းပဲရှေးကံဘယ်ဘက်ကဘလောက်ကောင်းလဲအဲ့ဒီကောင်းတဲ့ရှေးကံတွေဟာတစ်ဆင့်မတိုးနိုင်လို့ရှိရင်ဒီဘဝတည်းရပ်သွားရင်ဒါဘာမှတန်ဖိုးမရှိပါဘူးဒီဘဝဆိုတာကြာတာမဟုတ်ပါဘူးဒါတော့ဒီလူတရားကိုတန်ဖိုးဖြတ်ဖို့ရန်ဒီလေးချက်နဲ့ပဲတန်ဖိုးဖြတ်ရတော့မလားလို့ဆိုတော့မဟုတ်ဘူးဒီလေးချက်ကဒီဘဝအတွက်တန်ဖိုးဖြတ်ရတယ်တသန္တရာလုံးအတွက်တန်ဖိုးဖြတ်ဖို့လို့ဆိုတော့တမျိုးစဉ်းစားရမယ်။ဘာဖြစ်လို့လဲလို့ဆိုတော့ဘုန်းကြီးတို့ရဲ့ဗုဒ္ဓမြတ်စွာအလောင်းအလျာဘဝတုန်းကဒုသနာဘဝမှာဖြစ်တယ်။ဒါတော့ရှိကံကအကျိုးပေးခွင့်မရလို့ကံတွေအကောင်းတွေအများကြီးရှိတယ်။ဒါပေမဲ့အကျိုးပေးခွင့်မရတော့ဘုန်းကြီးတို့ရဲ့ဘုရားအလောင်းရှင်အာနန္ဒာအလောင်းဒုသနာဘဝမှာဖြစ်ကြတယ်အမျိုးမမြတ်ပါပဲလား။ဒါတော့အမျိုးမြတ်ချင်းဟာတဘဝအတွက်သာတန်ဖိုးဖြတ်လို့ကောင်းတယ်တသန္တရာလုံးအတွက်တန်ဖိုးဖြတ်လို့တော့အမျိုးဟာမသေးကြဘူးတခါအရှင်းနဲ့ပြောရင်ဘုန်းကြီးတို့ဖရာအလောင်းမင်းကုသဘဝတုန်းကရုပ်အရှင်းဆိုးလိုက်တာလို့သာကဆိုးတယ်အတော်တန်နဲ့ဆိုးမဲ့လက္ခဏာရှိပြီးတော့ရုပ်အရှင်းပြီးဆုံးတာနဲ့ပဲသူ့ကိုတသန္တရာလုံးတန်ဖိုးဖြတ်လို့တော့မဖြစ်ဘူးဒီဘဝအတွက်သာတန်ဖိုးဖြတ်ရမယ်ရုပ်အစင်းဟာဘုရားအလောင်းရင်မကြည့်ရုပ်အစင်းမလှတဲ့ဘဝကိုတွေ့ကြရတယ်တခါဒုသနာဘဝကိုရောက်နေတဲ့အချိန်မှာဘုရားအလောင်းတို့ရှင်အာနန္ဒာအလောင်းတို့ဟာဘာပစ္စည်းမှမပေါ်များဘူးတောင်းကိုစားရတယ်ဒါတော့ပစ္စည်းဥစ္စာပေါ်များခြင်းဟာလေတဘဝအတွက်သာတန်ဖိုးဖြတ်လို့ပေးကြတယ်ဟိုတသန္တရာလုံးအတွက်အစဉ်တန်းမြင့်တဲ့အလောင်းလျာသူတော်ကောင်း
ပါရမီရှင်တယောက်ပါလို့ဆိုလို့တော့မသေးကြသေးဘူးဒါကြောင့်အမျိုးနဲ့အကဲခတ်ရဒါကလည်းဘဝတန္တရာတစ်လျှောက်လုံးအတွက်တန်ဖိုးဖြတ်လို့မသေးကြပစ္စည်းဥစ္စာနဲ့အကဲခတ်ရတာကလည်းတဘဝလုံးတတန္တရာလုံးတန်ဖိုးဖြတ်လို့မသေးကြရုပ်အချင်းနဲ့အကဲခတ်ရတာကလည်းတန်ဖိုးဖြတ်လို့မသေးကြအလိမ္မာဉာဏ်ပညာနဲ့အကဲခတ်ရတာကတော့အတော်များများသိကြအတော့ကိုသိကြတယ်ဘုန်းကြီးကလည်းဒါကိုကောက်ချက်ချတာရှင်းဘဝကဉာဏ်ဓာတ်ဆိုတဲ့ဓာတ်ဟာစိတ်ထဲမှာရှိနေတယ်ဒါကြောင့်ဒီဘဝမှာဉာဏ်ဓာတ်ပါလာတယ်ဘုန်းကြီးတို့ရဲ့ခုနကပြောခဲ့တဲ့ဘုရားအလောင်းသုသနာဘဝမှာဖြစ်ပေမဲ့မင်းဘုဒ္ဓဘဝမှာဖြစ်ပေမဲ့ဉာဏ်ကတော့သိထက်တယ်ဒီအမျှော်မြင်အစဉ်ချင်းအစဉ်စားတတ္တိအကြီးချင်းကတော့သိကောင်းတယ်ဒါကြောင့်ဘုန်းကြီးကဉာဏ်ဓာတ်အမျှော်မြင်အစဉ်ချင်းအစဉ်စားအပိအလိမ္မာဒီတန်ဖို့တော်ကောင်းတယ်ဘုန်းကြီးကဒီလိုကောက်ချက်ချတာဘုန်းကြီးအတွက်ကသံဃာသွားရအောင်မယ်မဟုတ်လားဒီတော့စဉ်းစားတယ်လေဘုန်းကြီးအတွက်ဟိုတဘဝကလေးကံတော်ကညာတဘဝကလေးလာပြီးတော့အကျိုးရနေတယ်ဆိုရင်တော့ဘုန်းကြီးကိုဘုန်းကြီးမကျေနပ်ပါဘူးဒီတော့ကအပိအလိမ္မာအဲ့ဒီအပိအလိမ္မာကိုအသုံးချပြီးတော့နေတဲ့အဖြစ်မျိုးဒါမျိုးကိုတန်ဖိုးဖြတ်ရလိမ့်မယ်ခုအလို့ရှင်တွေနားလည်ပါနော်အပိအလိမ္မာအမျိုးမြင်ဘဝတန္တရာအထိအစဉ်စားမြတ်ဖို့နိဗ္ဗာန်အထိအစဉ်စားအဲ့ဒါတွေကသာတန်ဖိုးဖြတ်ရမှာတဘဝကလေးလောက်အစဉ်တန်းမြင့်နေတာကိုတန်ဖိုးတတန္တရာအတွက်ဖြတ်လို့မရပါဘူးလို့ဆိုတာကိုစဉ်းစားသွားကြပါနော်ပြီးတော့ဘုန်းကြီးတို့ရဲ့ဒီလာမဲ့ဘဝရဲ့ယခုလက်ရှိဘဝရဲ့ဘုန်းကြီးလည်းစဉ်းစားတယ်အလုံးခုယဟန်တကာယဟမတွေကစပြီးတော့စဉ်းစားသမ်းပါဟိုရှင်းတုန်းကဘိုးဘွားများလက်ထက်တုန်းကဘုန်းကြီးတို့ရရွာကစားပြီးတော့အဲ့ဒီအချိန်တုန်းကလူတွေဟာရိုးရိုးကလေးစိတ်ကောင်းကြရှာကြတယ်ဆိုတော့လောဘအမတန်ကြီးတဲ့လောဘမျိုးမဟုတ်လားပေးကံပြီးတော့ဝေတို့ဘာတို့ယူတဲ့လူတွေကလည်းတော်ရုံကလေးပါပဲပြီးတော့သူတို့စီကငွေတို့ယူပြီးတော့နေတဲ့သူတွေကလည်းခင်းခင်းမင်းမင်းကိုယေရှုရှင်ပါပဲလို့ဆိုပြီးတော့ညံ့ညတ်တာဘုန်းကြီးတို့ဘိုးဘွားလက်ထက်လောက်ကပြီးတော့တယောက်အလုပ်တယောက်ကူညီလို့သူတို့ဒုံးကလည်းအမှန်တန်နေတယ်နော်လှမ်းကြည့်နော်လှမ်းကြည့်အလုံးလည်းလှမ်းကြည့်လို့ရပါသေးတယ်လေဘိုးတွေဘွားတွေတစ်ဆင့်ပြောလဲကြားရမှာပေါ့လေဒီတကတယောက်ညာတာစောင့်ရှောက်ပြီးတော့မေတ္တာကရုဏာတော်တော်များတယ်နော်အဲ့ဒီကနောက်ဘာရဲ့ညာရဲ့ဆိုတဲ့အကြောင်းတွေတော့ထားပါအောင်တော့လူတွေလောဘတစ်ဖြည်းဖြည်းကြီးလာလိုက်ကြတာလောဘကြီးလာတော့ကဘာဖြစ်လို့လောဘကြီးတဲ့တုံးလို့ဆိုတော့အပုံးအဆောင်တွေကတော်တော်ထူးထူးခြားခြားကြည့်ရင်ပေါ့လေလိုချင်စရာအဲ့ဒါလို့အသုံးဆောင်တွေကများလာတော့လောဘပူကြီးလာကြတယ်နော်ဒါကိုကြီးကိုယ်တာဟာဒီလောကထဲမှာနစ်မသွားအောင်ဘုန်းကြီးကပြောနေတာကိုကြီးကိုယ်တာလောဘပူကြီးလာကြတယ်လောဘပူကြီးလာပြီးတော့ကလောဘအလို့အတိုင်းမဖြစ်တော့ဒီဒေါသကပိုးပြီးတော့ကြီးလာကြဆိုတော့ရှင်းတော့ကဆိုရင်တတ်တယ်ဖြတ်တယ်ဆိုတဲ့အမှုမျိုးဟာဟိုတနိုင်ငံလုံးမှာမှနည်းနည်းကလေးရှိမယ်ဆိုတော့တခုတည်းများတွေဆိုတဲ့ဥစ္စာလည်းနည်းနည်းကလေးရှိဒီအမှုတွေကတယောက်စိတ်ဆိုးလို့ရှိရင်ပြောကြဆိုကြဒီလောက်ကလေးနဲ့ပြီးသွားအဲ့ဒီလောက်နဲ့မကျင်တတ်လို့ရှိရင်တယောက်ဒီလုံးညထွေးကြရိုက်တဲ့တန်းတယ်မရောက်လာဘူးအခုတော့ဘယ်နဲ့ရိုက်ယုံနဲ့မကဘူးသတ်ဖြတ်ပစ်တာအဲ့ဒါဒေါသတော်ကြီးလာတယ်
လောဘတော်တော်ကြီးနေတယ်ဒေါသတော်တော်ကြီးနေတယ်တယောက်နဲ့တယောက်ကိုယ်တည်းကမနာလို့ဆိုတဲ့ဥစ္စာဟာဘုန်းကြီးခုတွေ့ရသလောက်ဆွေချင်းမျိုးချင်းဆွေရင်းမျိုးရင်းတောင်မှအိမ်တော်ကွဲသွားလို့ရှိရင်ကိုယ်တည်းသာရင်ပဲသူကတဲမလို့ခြင်းဘူးဟောတာအိစ္ဆာခေါ်တယ်နော်ကိုယ်တည်းသာတာကိုမလို့လို့ရှိရင်ဖြင့်သူကြီးပွားမှာကိုမလိုလားတဲ့မစ္စရိယကလည်းဖြေလို့ဒါလူရောရှင်ရောဖြစ်နေတာပါနော်လူရောရှင်ရောဖြစ်နေတာပါလောဘကြီးလာပါတယ်ရှင်းတော့ငါဖြစ်ပါရဲ့ကြီးကျယ်လာတယ်လောဘကရှင်းတော့ငါဒေါသဖြစ်ပါရဲ့ကြီးကျယ်လာတယ်ရှင်းတော့ငါနည်းနည်းပါးပါးအိတ်တာမစ္စရိယကိုယ့်တဲ့သာမနာလို့ဝန်တိုးလို့ဖြစ်ပါရဲ့ခုပိုကြီးလာတယ်နော်ရှင်းတော့ငါအထိုက်လျောက်မာမာနရှိပါရဲ့ခုပိုပြီးတော့မာမာနကြီးလာတယ်နော်ဒါတော့ဘုန်းကြီးကဒီလောကကြီးကိုကြောက်တယ်ဒီလောကကြီးကနောက်ကိုပြန်ပြီးတော့အကုသိုလ်ဘက်ကဆုံးမဲ့လက္ခဏာမရှိဘူးအကုသိုလ်ဘက်ကတဖြည်းဖြည်းတိုးသွားတော့အဲ့ဒါကြောက်တယ်အဲ့ဒါကြောက်တော့မက်ဖို့နိဗ္ဗာန်လည်းမရကြသေးတလို့ဆိုရင်တလန်းတစ်စက္ကန့်သွားကြရလေဥမဒီဘဝသိပြီးတဲ့နောက်အဲ့ဒီတစ်စက္ကန့်သွားလို့ရှိရင်တော့လူပြေကိုပြန်ရောက်ဖို့ရန်တော်ကြောက်เสียကောင်းတယ်ဘာဖြစ်လို့ဆိုတော့ကိုယ်တဖြည်းဖြည်းလောဘဒေါသမောဟမာနအိတ်တာမစ္စရိယကတိုးနေတဲ့ခေတ်ကြီးကိုထပ်တိုးလူတွေဟာဟုတ်ပါရဲ့အသုံးဆွဲတွေကတော့ကြီးကျယ်ပါရဲ့ခမ်းနားပါရဲ့စိတ်မချမ်းသာဘူးဘုန်းကြီးတို့ဘိုးတွေဘွားတွေတို့လက်ထက်တုန်းကအိန္ဒိယတွေလည်းခမ်းနားပါဘူးချမ်းသာကြစိတ်တဲချမ်းသာကြခုစိတ်မချမ်းသာဘူးအသုံးဆောင်ကောင်းနေသုံးပြီးတော့ကြီးကျယ်ခမ်းနားတဲ့နေရာမှာနေပြီးတော့စိတ်မချမ်းသာကြဘူးကုသိုလ်မများကြဘူးဒါတော့နောက်တစ်ချိန်ဘုန်းကြီးပြန်ပြီးတော့ပေါ့ခုအလှတကာအလှမာကစားပြီးတော့အလုံးဆွေတွေမျိုးတွေပြန်ပြီးတော့လူတစ်ဘဝပြန်ရလို့ရှိရင်တဲ့ပဲဆိုးတော့မှာပဲဘုန်းကြီးတို့ကျမ်းစာကလည်းတဖြည်းဖြည်းဆိုးသွားတယ်လို့ဆိုပါတယ်လက်တွေကလည်းဆိုးနေပါတယ်ပြီးတော့ဘာဖြစ်လို့ဘုန်းကြီးတို့သွားလာဟာနတ်ပြည်တစ်ခုရှိတယ်ဘယ်လိုပုဂ္ဂိုလ်တွေနတ်ပြည်သွားဖို့လမ်းရှိသလဲဟုတ်ပါဘူးမြတ်ဘောနိဗ္ဗာန်မရခင်တစ်ထောက်တန်းနားဖို့ရန်ဆိုရင်အဲ့ဒါဟာပဲရှိတယ်တော့ဘယ်လိုပုဂ္ဂိုလ်တွေဟိုမှာရှိကြတုံးလို့ဆိုတော့ယေဟိတတ္တာတိကုနေဟိဒေဝတာဒေဝတံကတာမေရှံပိတေသံဝေဇန္တိအဟောမိကုဏဝန္တတာဒေဝတာသတုမဟာဝဒိဋ္ဌာ၌နတ်ရွာ6လီဓမ္မဘီဝေဒေဝတာသတုမဟာဝဒိဋ္ဌာနှင့်နတ်ရွာ6လီဓမ္မဘီဝေကိုယ်စီစံစားနတ်မြမအများတို့သည်ယေဟိတတ္တာတိကုနေဟိပတာသီလမြတ်တုတနှင့်စာကပညာစင်လာလောက်လုံးအချင်းကျေစုကုန်တို့ကြောင့်ဒေဝတံယောဂမကဥပမတွယ်စားတော့ဖွယ်ရနေထိုင်ရနှင့်မိမေဆိုတာကိစင်ကွာလာပြမ၌ရဖြစ်သူကတာဤလူပြေကသုတေကြလင်ခဏမနေကရောက်ကြရလေကုန်ပြီဟိုပြမပြေတို့ဟုတ်အထက်တန်းကြီးတွေဇံရတဲ့ပုဂ္ဂိုလ်ရဲ့နေရာကိုထားလိုက်အောင်သတုမာရတာဝိနာဆိုတဲ့အဲ့ဒီနတ်ပြည်လောက်မှာပဲတရားကောင်းတဲ့သူတွေချောက်ပြီးတော့ကြည့်လိုက်လို့ရှိရင်တရားတဲ့ကောင်းသူကဒီလိုနေရာရောက်တချို့ကသီလဥပုသ္တရင်သီလနဲ့၅ပါးသီလတဲ့ကောင်းသူတော်ကောင်းသူကသီလကိုမပြတ်ဘူးသီလမပြတ်ဘူးဆိုတာ၅ပါးသီလမပြတ်ဘူးဘယ်တော့မှမလိမ်ဘူးသူသူ့အတက်တို့ဘာလို့ဆိုတော့ဘယ်တော့မှမတတ်ဘူးစီးပွားရေးကြပြီမဲ့လို့မတရားတစ်ခုမှသူတပြတ်တစ်ချက်မှသူမယူဘူးအဲ့ဒါလောက်ပြီးလောက်တော့အဲ့လိုသီလသမားတွေဟိုနတ်ပြည်မှာယေဟိတတ္တာတိကုနေဟိပရာသီလာမြတ်သူတနှင့်အကြမ်းမြင်တွေကလည်းများလိုက်တာတရားပါနာသူသိတယ်ဘယ်ကုသိုလ်တွေပြုတော့ဘယ်လိုအကျိုးတွေရသွားတယ်ဆိုတာသူသိတယ်ဒါနတွေပြုငါးပါးသီလအနည်းဆုံးထိန်းလို့တလူပုဂ္ဂိုလ်တွေဟာဘယ်လိုအကျိုးရကြတယ်ဆိုတာသူအကြမ်းမြင်များလို့သူနားလည်နေတယ်တုတ္တအဲ့ဒါလိုနားလည်ပြီးအားလျော်စွာသူထိုက်တံမများစွန့်ကြဲတယ်မရှိဆင်းရဲလို့တောင်းရန်လာတဲ့သူတွေစွန့်ကြဲတယ်
အဲ့ဒါလို့သာကဆိုတာလည်းသူ့ရှိတယ်အဲ့ဒါလို့ပုဂ္ဂိုလ်တွေနတ်ပြည်မှာယေဟိတတ္တာဒီကုနေဟိတရာသီလာမြာတုတ္တနှင့်သာကပညာဟောအသိဉာဏ်သူ့ရှိတယ်လိမ်မာလိုက်တာဒီမျိုးသားတဲ့လိမ်မာဒီမျိုးသမီးရတဲ့လိမ်မာအဲ့လိုလိမ်မာတဲ့သူတွေကိုနတ်ပြည်မှာပြေးလို့နတ်ပြည်မှာပြေးလို့ယေဟိတတ္တာဒီကုနေဟိတရာသီလာမြာတုတ္တနှင့်သာကပညာစင်လာလောက်လုံးအကျင့်ကျေးဇူးဂုဏ်တို့ကြောင့်ဒေဝတံယောဂမကဥပမတွေ့နတ်တရားတဲ့ကောင်းတယ်ဘာယောဂမှမရှိဘူးဘာယောဂမှမရှိဘူးဆိုတဲ့ဥစ္စာစာပြောနဲ့လားလို့ဆိုတော့ဘုန်းကြီးကတော့စာပြောနဲ့တင်းတိမ်တာမဟုတ်လို့လေစဉ်းစားတယ်ပထမဆုံး